မြန်မာပြည်ကနေပြီးတော့အဲ့တက္ကသိုလ်ပြည်ကိုပညာသင်သွားတဲ့သူတယောက်ရှိတယ်သမိုင်းမှာဘယ်သူကြားဘူးလဲနိုင်ငံခြားပညာသင်သွားတာမြန်မာသမိုင်းထဲမှာမောင်ပေါက်ကြားဘူးလားဟဲ့ခုမှသိသွားတာမောင်ပေါက်ကြားတက္ကသိုလ်ပြည်ကိုပညာ3နှစ်သွားသင်တယ်စာ3လုံးတက်လာဟာ3နှစ်ကို3လုံးတက်လာနဲတာမှမဟုတ်တာဘာတွေတက်တော့မေးပါများစကားရသွားပါများခရီးရောက်မိတ်မနေအဲ့ဒီတက္ကသိုလ်ပြည်ကိုသွားသင်ခဲ့တယ်သူလည်း3ချောင်းတက်လာသူကရီးတယ်မောင်ပေါက်ကြားဘယင်ဖြစ်တယ်မင်းတို့ဘာဖြစ်တယ်မေးပါများပညာရပညာဆိုတာကသုတ္တုတံလက်ပတိပညာလို့ရင်မေးမြန်းရလေ့လာမဘေးဘဲနဲ့ပညာတက်သွားတဲ့သူတယောက်မှမရှိဘူးဒါကြောင့်ပညာလိုလားတဲ့သူကမေးနေရမယ်ဘုံဘုံတို့ရွာမှာကလေးတယောက်စာသင်လို့တော်တော်နဲ့မတက်ဘူးခုတော့သူနိုင်ငံခြားမှာပါဒီကလေးမရှက်ဘူးဗျရွာလူတဲ့လေသူမြောက်ပေးတယ်စာမတက်လမ်းဖတ်ကွာလမ်းမှာတွေးတဲ့ဆိုင်ဘုတ်တွေအကုန်လုံးရှောက်ဖတ်သွားဖတ်တာပဲတလွဲကြီးတယ်တလွဲကြီးတယ်ဆိုတော့ဘေးကစာတက်တဲ့သူတွေကသူ့ကိုပြင်းပေးနေသူစာတက်သွားဒီကလေးအဲကြောင့်စာမတက်လမ်းဖတ်ဆိုတာအခုဘုံဘုံတို့ခေတ်ကြတော့ပြောင်းသွားပြီစာမတက်လမ်းဖတ်လမ်းပေါ်မှာဂျာနယ်တွေတွေ့တယ်မဂ္ဂဇင်းတွေတွေ့တယ်စာတွေတွေ့တယ်ဒါတွေဖတ်အခုဒီလာတော့ဘုံဘုံကအင်တာနက်ထဲမှာရှိတဲ့အကြောင်းအရာတွေမနေ့ကဘုံဘုံကအကြောင်းအရာလေးတစ်ခုပြောတာဘုံဘုံမှတ်ဖူးတာကမေထုံမီအိဆားတဲ့ယောက်ျားတဲ့နွားမှာသိပညာတရပန်းနွားထက်ပိုတာလေဒီဆရာတော်ဖျားရေးထားတာဘုံဘုံဒီတိုင်းမှမှတ်ခဲ့တာဒါဘုံဘုံကဓမ္မနိတိချိုစစ်မှဆရာတော်ရေးတယ်ဓမ္မနိတိချိုလည်းဖတ်ဘူးတယ်ဆရာတော်တစ်ပါးလန့်ထောက်တယ်ရှင်ပြားတဲ့စစ်မှဆရာတော်ကြီးရဲ့ဓမ္မနိတိချိုကပြောတာပါနောက်ဘုံဘုံမနေ့ကအဲ့ကျမ်းကိုပြန်ကြည့်ဟုတ်သားပဲစစ်မှဆရာတော်ကြီးပြောတာဒါပေမဲ့အဲ့ဒီကျမ်းကိုကားထားတာတွေတော်တော်များများလေဒီဆရာတော်ဘုရားကြီးရေးတယ်လို့ကိုကားတော့မဟုတ်ဘူးဓမ္မနိတိချိုဆိုတဲ့ဟာရှိတယ်စစ်မှဆရာတော်ကြီးရေးတာအဲ့ဒါကိုဘုံတို့နောက်ကျလောကနိတိတွေလောကသရပြုတွေဗုဒ္ဓဘာသာမြန်မာသာသင်တဲ့ဘုန်းကြီးတွေကအဲ့ဒါယဉ်ကျေးလိမ့်မှာဆိုပြီးခေတ်ဆက်သက်သင်ခဲ့တာအဲ့ဒီထဲမှာလည်းပါတယ်ကံတော်မင်းကျောင်းဆရာတော်တို့စင်ပါဆရာတော်တို့ဒီအဆုံးအမတွေပေါ့ထားတော့ပြောချင်တာကဒီစာနဲ့ပြင်တဲ့ဘုလိုင်းနဲ့ဖတ်ခဲ့လိုင်းနဲ့ငါဒီချက်လက်တွေပြန်ကြည့်ဖို့လို့လေဘုန်းကြီးချင်းထောက်ပြတယ်ဆိုတာဒါလူကိုယ့်ကိုတကယ်စေတနာနဲ့ထောက်ပြတာငါလည်းဒီကျမ်းတွေဖတ်ဘူးတယ်ပြန်ကြည့်လိုက်မယ်ဟာဆိုတော့တွေ့တာပါပဲအဲ့ဒါတော့ဘုံဘပြန်ပြောရင်မှန်ပါဗျာကျေးဇူးတင်ပါတယ်ဒီပြောစင်ပါဆရာတော်ကြီးဓမ္မနိတိချိုးကိုလေဒီဆရာတော်ဘုရားကြီးရဲ့နိတိတွေကနေပြီးတော့ပြောထားတဲ့တင်လို့ယူပြီးတော့အကိုအကားမှားနေတာစာမမှားဘူးအကိုအကားမှားနေတာပညာရှင်တယောက်လို့ရက်တည်ခြင်းအကိုအကားမှန်တယ်အဲ့ဒါကိုအင်္ဂလိပ်လို reference လို့ပြောတယ်စာကိုကိုးကပြောရတယ်စာကိုကိုးကပြောရင်စာတခိုးခိုးတာသိက္ခာမရှိဘူးကိုးကားတာပညာရှင်တတ်တယ်ဒါကြောင့်ဘုန်းတော်စာပေတွေကိုပြောတဲ့ကကိုးကားတယ်ဒါဘုံကဘယ်ကနေယူပြောနေတာလဲဆိုတော့ဓမ္မပဒဇေဝကပညာဝတ္ထုကနေယူပြီးပြောနေတာနော်